အပိုင်းကကဲမိနောင်နင်တို့ကိစ္စအရင်သွားလောက်ကြကြည်ငါလဲဆောင်ရင်တရေမေးလိုက်အောင်မယ်ခင်နောင်ကစားပြီးတောက်ပြီးဒီနေ့အုတ်ခွဲပကံတွေစေးကြောသိမ်းဆဲသည်အမေပေးလိုက်သည့်လွယ်အိတ်ကလေးဖွင့်ကပတ်စံတွေပြန်စေလွယ်အိတ်ကလေးကိုပြန်ထုံပွဲတော်ကွင်းထဲသွားဖို့အကိုဖြစ်သူခွင့်မပြုသေးတော့ချက်ချင်းထသွားရတာမဟုတ်အခုတော့သွားကျင်သွားကြဆိုနေပြီနင်တို့ကိစ္စဆိုတာကနက်နှစ်ပတ်သက်လို့လှုပ်ရှားရှိတာလို့ဝယ်စရာရှိတာဝယ်ငေးစရာရှိတာငေးကြလို့ဆိုခြင်းဖြစ်၏အဓိကကတော့ကိုကြီးကျော်နန်းမှာနှစ်ပန်းဆက်ဖို့ကိုကြီးကျော်ပွဲရောက်ရင်နန်းရင်ပြင်အရောက်သွားကရွှေပိန်းချကိုကြီးကျော်ပုံတော်ကိုပန်းကြက်ကျော်အရက်ကစောစသဖြင့်အရင်ဆုံးတွားရဥဒိတ်ဆက်တရသည်အတကြဆက်သူကလည်းဆက်ကြသည်ဘယ်၍ဘယ်မျှရဲ့မဟုတ်တတိတရရှိသည်ဆိုရင်ပင်လုံလောက်ပါသည်ပြီးမှနှစ်ကွင်းထဲလဲပွဲစည်းတန်းမှာဈေးနာဝဲပွဲတော်ကွင်းရောက်ရင်သူ့ကိုအရင်ဥဒိတ်မှလည်းကိုကြီးကျော်ကကြိတ်သည်ဟုယုံကြည်ကြသူတွေဖြစ်သည်လဲဆောင်တာကဟုတ်ပါပြီအမောင်လေးအိပ်ပျော်သွားလို့နွားတွေလူဆွဲသွားမှဟုတ်ပိတ်ဖြစ်နေအောင်မယ်နင်းကငါ့ကိုဆရာလုပ်နေပြန်ပါပြီနွားတွေကိုငါ့လည်းပင်ကျိုးကွင်းစွပ်ပြီးအိတ်မပြားကဲသွားကြစမ်းပါကလေးဟာလဲပင်ကျိုးကွင်းစွပ်အိတ်မှာဆိုတာကတော့ခင်းနှောင်းကိုငော့ချင်းဖြစ်သည်ဒီလောက်လှုပ်ရှားတော့လည်းမလို့အမောင်လေးကသူ့ထုံးစံအကဲကလေးပို့လိုက်ရမှာတခုတော့ရှိပါ၏နပွဲကွင်းမှာဟိုတုံးဟိုခါကလို့နွားပြောင်နွားဆွဲမရှိစိတ်ချလက်ချထားလို့တော့မဖြစ်နိုင်တော့ပါဒီဘက်နှစ်တွေမှာဒါမျိုးတွေကြားလာရသည်ကိုနွားအကောင်းကိုမျက်စိကျသူကနွားချင်းလဲပြီးမောင်းသွားတာမျိုးလူသူလေးပါလွတ်ကင်းနေနွားကိုကျိုးဖြုတ်ဆွဲခေါ်သွားတာမျိုးတွေဟုတ်တော်ရှိမဟုတ်တော်ရှိကြားလာရပြီခိန်နွားတကောင်3,900,000တန်နေသည့်ကာလကြီးမှာနွားတကောင်ပြောက်တာရွှေပြောက်တဲ့ထက်တန်မိုးကြီးလာပြီမဟုတ်လားရွှေကချက်ချင်းဝယ်လို့ရသည်နွားကစိတ်တိမ်ကြဖို့ခက်သည်ဒါကိုခင်းနှောင်းကတတိပေးခြင်းဖြစ်သည်တကယ်တော့တတိတာပေးရတာပါအမောင်လေးကသူ့နွားတွေကိုမက်ဆက်တာတီးပြီးသားလာစမ်းမအေးချစ်ခင်ကကလေးမဟုတ်ပါဘူးသူဟာသူလဲပင်စွတ်ခြေမစွတ်တော့ကြရွာစုံပြုံကြလို့မောင်ကြီးကျော်နန်းလူကျက်မှာတိုးမြခွင့်မြဖြစ်နေပါအောင်ပဲကတဲ့ငကိုကအရောက်နောက်ကြရသည့်အထက်ခင်နှောင်းတို့မောင်နှမကတမောက်ဆိုသည့်ပုံနှင့်အကြီးကျော်ကလောဝင်စော်သည်အကြီးကျော်ပြောလဲပြောစရာနှစ်ပွဲကွင်းမှာလူတွေဆိုတာပရွက်တွင်ရွေလောင်းချလိုက်သလိုမှုံမွားတက်နေသည်အကြီးတန်သည့်နှမ်းခင်းတဲ့နှမ်းမင်ပေါက်တွေလိုပိတ်တဲဖြစ်နေပြီတိုးလို့မပေါက်အောင်စီနေပြီကောလှဲဝိုင်းကြီးနားကတောက်ရည်အိုများတဲရထလက်တဲရိတ်ခိုနေကြသူတွေကပင်မနေလူခါဆောင်လောက်ပစ်ထိုးထားသည့်ဝါလုံးတန်းပေါ်ကရေအိုအလုံး90လောက်ပင်ရေတောက်သူတွေလက်မလဲနိုင်ချင်းတွင်းမြစ်ရေကိုရေစုပ်ဆက်ဖြစ်တဲရိတ်ပိတ်သွဲကရေဖြစ်နေသူတို့လည်းရေပိတ်ကိုလက်ကမချလိုက်ဖြစ်နေရ၏စပိန်စိန်ကဲအပ်လက်ခံသည့်ဌာနမှာလည်းသူ့နေရာသူ့ဝါရန်ကလေးအတွင်းမှာနောက်ထပ်သွင်းစရာထားစရာနေရာပဲမရှိသလားအလူကန်ဌာနတွေစားတောက်ဆိုင်ခန်းကလေးတွေပြီးတော့ဖေတထိန်နေရာကလေးကြက်တက်တောင်တလုံးချင်းတလုံးစာခင်းပြီးဈေးရောက်နေကြသူတွေနန်းနန်းသွားရာလမ်းချင်းကလေးတစ်လျှောက်နှစ်ဖူးစီပိတ်နီစာကြီးတွေပတ်ထားသည်ထလက်မိုးဝါကက်ကြံကင်းယာယီမန်းတက်ယာယီနန်းတွေကစီကာစင်ကာတခန်းနဲ့တခန်းပရိစိတီနေကြသည်အယိုးအစဉ်အတိုင်းရောက်လာကြသည့်နန်းနန်းများဖြစ်သည်တချို့ကကွင်းဆောင်နန်းနန်းခေါ်ကြ၏နေရာတိုင်းမှာနှစ်ပွဲတော်လာသူတွေကပဲသွန်ပဲမှပွဲဆက်ကွက်လက်ကြီးတဲ့ဘန်းခင်းရောက်နေကြသောမြင့်ငါးတဲ့များစက်သားတဲ့များစီမှသားစိမ်းငါးစိမ်းအညီနံ့တွေကလည်းဒီဘက်ပွဲကင်းတွေကညှို့နှံ့ရေမွေးနှံ့များနဲ့အတူဤတောက်ကြီးဖြစ်နေသည်ဒီအနံ့ကပင်ကိုကြီးကျော်နှစ်ပွဲစီကပွဲတော်ရနံ့လို့ခေါ်ရမလားမသိခင်နှောင်းတို့သူဝရီတွေကိုကြီးကျော်နန်းရင်းရှိရာအနောက်ရိုးရိုးဘက်ဥဆက်ရင်တိုးကြရသည်ကိုကြီးကျော်ဆန်းရာနန်းရင်တောင်ပေါင်းမှတန်ချင်းအောင်နှမြင်းကြီးနှစ်ကောင်ကထပဲဟီလိုက်တော့မလို့ပတက်ပဲထရက်တော့မလို့ဆန်နှန်းပေါ်မှာလဲရောင်းနေကြသူတွေကြိတ်တိုးလို့နေကြသည်လမ်းကြီးတစ်လျှောက်လုံးကိုကြီးကျော်ဆက်သားသည့်နှစ်ပန်းရောင်းတဲ့ဆိုင်တွေကဘုံတောင်စီလျက်ရှိသည်ခင်နှောင်းတို့ကဆန်နှန်းအနောက်ဘက်ရှိကိုကြီးကျော်ကနာပေးနေရာအဲ့ခန့်နန်းစီတို့အရောက်တိုးခဲ့ကြသည်အခန့်နန်းရှိပန်းဆိုင်တစ်ဆိုင်ကနှစ်ပန်းတစ်စီးစီဝယ်လိုက်ကြပါသည်ပန်းတွေကမျိုးစုံတပြေးနှင်းစီမေမြို့စသည့်ပန်းတွေအပြင်အုံဖူးအုံခိုင်ကြီးတွေလည်းရှိသည်
ဆူဆူဖက်ဖက်အသွေးစုံကြွနေတော့အလှဆုံးရွေးဖို့ပင်ခက်နေရသည်တစည်းကောက်ကင်လိုက်တစည်းရွေးလိုက်ပြန်ချလိုက်ဒါလေးကကောလှတာပါပဲအမေရွှေကိုင်းမယ်တော့ကြွပြီးသွားပြီလားဟဲ့ကြွလာပြီရဲ့ကျွဲလဲတောင်ဖြုတ်ပြီးသွားပေါ့ဟော့တော့အေးရဲ့မိမမမီလိုက်နာချက်တော့မိလဲတော့လောက်လူလုံးနဲ့မတိုးနိုင်သေးဘူးလူတွေအားကြီးလွန်းလို့နင်းချေသွားမှာပဲဈေးတဲ့ကသူ့အမြင်ကိုအမနာတမ်းပြောခြင်းဖြစ်သည်ပန်းတဲ့ရှိပန်းရွေးတာတောင်လူတို့မလို့ဟက်ပလုတ်တော့ဘယ်နာကြောင့်စိုးတိုးရတာပါလိုက်တော့လူကိုဟတ်ထိုးလဲတော့မလို့ပလီစီ6ချက်မှတွေနက်ပွဲသလားခြင်းလို့လာရွတဲ့ဟာတွေကြီးတော်သုံးလိုက်တော့ပလီစီ6ချက်မှတွေဆိုတာကိုခင်နှောင်းသဘောကျမိသည်ဒါကရွာအသုံးဖြစ်၏အလေးအနက်မဟုတ်ပဲဟန်လုံနေသူတွေလို့ဆိုလိုခြင်းဖြစ်သည်တချို့တွေကလည်းကိုကြီးကျော်နဲ့ပွဲရောက်ဖူးတယ်ရှိအောင်ရောက်လာတတ်ကြသည့်ဧည့်သွားဧည့်လာတွေလည်းရှိသည်ကိုကြီးကျော်နဲ့ပုံတော်ရှိရာဧည့်ခံနှန်းရှိမှလူတွေကလူလူလိမ့်လိမ့်ရှိနေကြ၏ခင်နှောင်းအခောက်ပေါင်းများစွာရောက်ဖူးတော်လေကိုကြီးကျော်နဲ့ရုပ်ကိုရဲရဲမော့မကြည့်ဝန်အမေတို့ပြောကြသည့်အတိုင်းဆိုရင်အရွယ်မရောက်သေးသည့်မငွေတောင်ကိုအတင်းလက်ဆက်တဲ့ထရေတယ်မှမရမဖို့မဲကိုနှိပ်ဆက်တဲ့မြင်းကြီးပေါ်မှာဒူးပေါ်ပေါင်ပေါ်ထိုင်လျက်ကြက်ကိုပိတ်တောက်ခေါင်ဘူးနဲ့ဖလားကင်ထားတော့အိမ်မှာချိတ်ထားတဲ့ကိုကြီးကျော်ပုံတော်မှာပင်တကောအိတ်ထိပတ်တွေရှိနေသလားထင်မှတ်ရ၏အမေနှက်ခမ်းနဲ့ခင်နှောင်းရဲရဲမဝင်ဝင်ချစ်တွင်းမြစ်ရိုးကပကန်းကိုကြသည်နေသူနေသားတွေခင်နှောင်းတို့ကျွန်းသားတွေပြီးတော့နေပေါင်းဆောင်ကဖေကြီးကျော်ကိုပတ်သားလိုက်စမ်းမဟဲ့ဆိုကရောက်လာကြသူတွေတယောက်ဖနောက်တယောက်နင်းမိမတက်ချစ်တလုံးချင်းရိတ်နေကြလေသည်နန်းရင်ဘက်စီကလူကျိတ်တန်းကြက်တိတ်နန်းဘက်စီမှကြက်လောင်းတို့တန်းအခန့်နန်းပေါ်ကနှစိမ့်တန်းတွေကလည်းအသွေးအသားတွေများဆေးထိုးသွင်းသလိုတဆစ်စစ်ဝင်နေလေသည်နှစ်တိုးတန်ကြောင့်သွေးကလေးကြွကပိုမြူးလာကြလေသလားမပြောတတ်ခင်နှောင်းတို့တွေပင်လင်းလက်လုတ်ချင်းတလူလူခြေလုံးချင်းတလူလူအတန်များတောင်တုံကျင်နေကြပြီအခန့်နှန်းချေရင်လှေကားဘေးမှာတအောင်စာဆုံရရင်နမ်းပေါ်တက်ဖို့ပြင်နေကြသူတွေကိုခင်နှောင်းတစ်ချက်အကဲခတ်လိုက်မိသည်ထမိန်တိုးတိုးခသိန်အောင်ဝတ်ဖက်နှက်ခါထိုးသူကထိုးခေါင်းပေါ်ကဘိန်းစပတ်ပြေသူကပြေတိုးလိုက်တိတ်လိုက်စမ်းမဟဆိုကတောက်ထားသည့်ထရေကလေးအမူအကိုနှင့်လူရေးပြကျင်သူတွေလည်းမြင်နေရသည်နမ်းပေါ်မှနက်ကြော်ဤကြက်လောင်းတန်တချင်းကြောင့်ခင်နှောင်းကြတိဖြန်းဖြန်းထိသွားမိသည်ကြက်လောင်းဖို့ငွေပါရဲ့လားတဲ့ကိုကြီးကျော်ပွဲလာမှတော့ချက်ဖုံးငွေပါကြပင်မပေါ်စိမ့်တန်တွေကြိမ်ကြိမ်ဆူနေသည့်နန်းပေါ်မှာလည်းလူတွေကတိုးလို့မပေါအုံခနဲ့အိမ်ခနဲ့တိုးခွေနေကြသောလူအုပ်ကြီးကကြောက်စရာခင်နှောင်းလက်ထဲကင်လာသောနတ်ပန်းစည်းကလေးကိုကြီးကျော်နဲ့ပုံတော်ရှိရာလက်ထိလက်ရောက်သွားဆိုင်နိုင်ဖို့မလွယ်ဘူးထင်ပါရဲ့ဇောချွေများပင်ပြန်ပါ၏ဒါပေမဲ့အားတော့မငယ်မိပါဒီလိုတိုးကဝေကပန်းဆက်ရတာကပဲကိုကြီးကျော်နဲ့ပွဲလက်ရကြီးအရသာမဟုတ်လားအကြီးကျော်တို့တားအမိတွေလည်းခင်နှောင်းလိုပဲကြည်နေကြစေညီတို့အပြိုမတွေတိုးနိုင်ထင်မောင်အေးအားလုံးအတွက်ငါတယောက်တည်းသွားဆက်ကြည့်စမ်းမယ်ပေးခင်နှောင်းအကြီးကျော်ကဆုံးဖြတ်ချက်ကြပုံမျိုးဖြစ်ပြော၏အိုးအကြီးကလည်းတိုးလို့မလွယ်တာတော့သိပါရဲ့ကိုကြီးကျော်နဲ့ရောက်ခါမှပန်းကိုလက်ထိလက်ရောက်မဆက်ခက်ရကောင်းလားလို့အမေကကျုပ်ကိုစူမာပေါ့တော့အေးဟုတ်သားပဲညီမအေးမရွှေအေးကမောင်ကြီးကျော်ဆိုရင်အကဲဆက်ကစစ်သက်တယ်ပြောလို့သာပြောရသည်တကယ်တမ်းနမ်းမော်တက်ပြီးပန်းဆက်ဖို့ဆိုတာမပြောနေနန်းချေကလှေကားနာတအောင်စာရက်ဖို့တောင်မလွဲပါခုလဲလူတွေကတိုးကြလာပြီလူတွေကခင်နှောင်းတို့ကိုဝေါခနဲ့ဖိတိုးကနတ်ချက်ကင်းပေါ်ခြေတကုပ်စာရဖို့အလူအယက်နမ်းပေါ်ကဆင်းသူနှင့်နမ်းပေါ်ကတက်သူတွေအချင်းချင်းရောထွေးကလုံးလေကြီးလိုက်နေသည်အကြီးကျော်ကခါဝတ်ထမိန်ကိုမြဲအောင်ကြစ်ကြီးလုံးကတင်းနေအောင်ဝတ်လိုက်သည်ဘီးစပတ်ပတ်ထားသောသပင်မှဘီးကိုဖြုတ်၍ငယ်ရိပ်ပေါ်မြောက်၍ငုတ်စီကလေးထုံးလိုက်၏နမ်းပေါ်ကကိုကြီးကျော်ချစ်ဖမိုးအယောက်တိုးတော်မြည်ဆိုသည့်ပုံခင်နှောင်းတို့ညီအမ3ယောက်လဲအကြီးကျော်လိုပင်ထမိန်ကိုတင်းတင်းရင်ဝှေ့ပြီးအကြီးကျော်နောက်ကကောက်ပါကြဖို့ပြင်ကြပြီတယောက်ထမိန်စားတယောက်ဆွဲထားမလွတ်စင်နဲ့ငါရှေ့ကရအောင်တိုးမယ်ဘာရလိုက်မတုံးအေးမိကြော်တဲ့ဟိနော်မောင်ကြီးကျော်လက်ထဲပန်းဆက်နိုင်မှရွာပြတ်မဲ့ဟိအကြီးကျော်ကအန်ကိုတင်းတင်းကြိတ်ကမန်တွေတင်းရင်ရှေ့ကနေခွာတိုးလေတော့ဤအ
အကြီးကျော်နောက်ကမမီချန်းကထမိန်ခါစားတဲ့လက်သွင်း၍ဆွဲလိုက်သလိုခင်နှောင်းကလည်းမမီချန်းခါကိုဆွဲခင်နှောင်းခါကိုမမီဆန်းကဆွဲခင်နှောင်းတို့ငယ်ငယ်ကလက်သာသာတလင်းပြင်မှာကစားခဲ့ကြသည့်ရွှေစွညိုဘာလို့ဝဲဆိုတာနှင့်ပင်တူတော့သည်တကယ်တမ်းတိုးကြီးတော့အတန်းလိုက်ကြီးတိုးဖို့မဖြစ်နိုင်ပါတိုးရင်ဖြစ်ပေထမိန်စမြဲမြဲဆွဲထားသည့်ကြားကလွတ်သွားတော့ဤထမိန်စလွတ်သွားတော့ခင်နှောင်းရှေ့ဆက်မတိုးနိုင်တော့ပါပြိုစင်းကြလာသည့်လူတွေကခြေထောက်တွေကိုနင်းကြတော့သည်အကြီးကျော်နှင့်မမီချန်းကိုမှမိလိုက်ကြသောခင်နှောင်းတို့ညီအမမှာနန်းအစင်းလူအားနှင့်အဖိခံရကနန်းအပြင်ဘက်သို့ပြန်ပြီးလဲထွက်လာကြသည်အကြီးကျော်တို့သားအမိကိုမျှော်ကြည့်လိုက်တော့ခေါင်းပေါ်ကတဲ့သီးလောက်စရုံးပုံပုံကလေးလောက်ကိုသာဟုတ်နိုးနိုးမြင်ရလေသည်အကြီးကျော်တို့ကတော့နန်းရင်ပြင်းနဲ့ရောက်သွားကြပြီရှေ့ကိုတိုးနိုင်ပါအောင်မလားမသိလူတွေကပန်းတွေမကျိုးအောင်မြှောက်ကင်ထားကြတော့ပန်းရိပ်ကနေကြသလိုဖြစ်နေ၏တဝေါ်ဝေါ်လူသိုးတန်တွေကြားကနှက်သချင်းတန်ကအပြိုင်ထွက်နေသည်ကြက်လောင်းကြက်တိတ်တန်တွေတပြောင်ပြောင်နတ်တို့တန်တထီထီကပွဲတော်လားပြိသက်များကိုသွေးကြွအောင်မြှောက်ပေးနေသလိုပင်ခင်နှောင်းပင်လင်းရင်နဲ့တဆက်ဆက်တုံးကဘာမှမသိရင်ဖိုးခြင်းတလို့လို့တွေ့ဝေမိန်မှုခြင်းတလို့လို့၆၆ချာချာဖြစ်မိ၏လက်ထဲကနတ်ပန်းကိုလူလွတ်အောင်မြှောက်ကန်ရင်ကြက်လောင်းချင်းငွေ1000ကိုတင်းနေအောင်စုပ်ခါနောက်တကြော့စူးစားတိုးကြပြန်သည်နတ်စိမ့်တန်ကဘိန်းကျန်းရိတ်လေးလူတွေကတိုးကြလေဒီနေရာမှာတော့ယောက်ျားမိန်းမမခွဲခြားနိုင်တော့ပါကိုကြီးကျော်စီအရောက်သွားပြီးပန်းဆက်ဖို့ကြက်ကြော်ဆက်ဖို့အရက်ပလင်းတွေဆက်ဖို့လောက်သာစိတ်စောရှိကြပါသည်ကြက်လောင်းငွေတွေကလည်းတဖွာဖွာနှင့်မြှောက်တက်လာသည်ခင်နှောင်းကတော့ခြေထောက်နှင့်နင်းကြမ်းပြင်ထိမိသည်မထင်လူတွေဖိညက်တိုးရနောက်အလိုက်တင်ပါသွားပြီးလူတွေပြန်လာရနောက်တခါလက်ရပြန်သည်ပုံတော်ရှိမှလူအုပ်ကြီးကရော့သွားသည်မရှိတိုး၍သာလာနေသည်ဒီနေရာမှာမိမသားရဲ့လို့ဘဲယောက်ျားသားကမှညံမနေအားပါကိုကိစ္စကိုပြီးဖို့သာကြည်ကြသူတွေမမီဆန်းလဲဘဲရောက်သွားပြီမသိခင်နှောင်းကတော့ပန်းတစည်းနဲ့နန်းအပြင်ပြန်ရောက်လူရောက်ခင်အခုမှခင်နှောင်းတကယ်အခက်တွေ့ရတော့သည်အကြီးကျော်တို့နဲ့လဲလူချင်းကွဲကြပြီကိုတယောက်တည်းနန်းထဲဝင်ပြီးပန်းဆက်ဖို့ဘလို့နီးနစ်မြမဖြစ်နိုင်တော့ကိုကြီးကျော်နန်းရောက်ခါမှပန်းမဆက်ဖဲပြန်ရတော့မှလားဒီလိုဆိုတော့ခင်နှောင်းငိုခြင်းစိတ်ပေါက်သွားသည်မျက်ရည်တွေပင်ဝိုင်းလာသည်လူတွေကများသိထက်တာများဖို့ရှိတော့သည်နန်းပေါက်လေကားရင်